YMBA ဆိုတဲ့ဒီအသင်းကြီးကမြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းကဒီအသင်းကိုဖွဲ့စည်းခဲ့တာပေါ့နော် Yemen Buddhist Association လို့အင်္ဂလိပ်လိုခေါ်တဲ့ဟာဘုရားဘာသာကလျာဏယောဂအသင်းလို့ဒီလိုနာမည်ပေးကြအဲ့တော့မြန်မာလူငယ်ဘုရားဘာသာအသင်းလို့အင်္ဂလိပ်စကားလုံးအရပြောမယ်ဆိုရင်မြန်မာလူငယ်ဘုရားဘာသာအသင်းလောကမှာလူငယ်လူရွယ်တွေဆိုတာတိုင်းပြည်တိုင်းမှာလည်းအရေးပါတယ်။ဘာဖြစ်လို့အရေးပါလဲလို့ဆိုရင်အနာဂတ်အတွက်မိမိတို့ရဲ့လူမျိုးဘာသာသာသနာစောင့်ရှောက်ဖို့ထပ်ဆောင်ရမှာဖြစ်သောကြောင့်လူငယ်တွေအရေးဟာအမှန်မှအရေးကြီးတယ်။ဘုရားမြတ်စွာကိုယ်တိုင်နဲ့ကိုယ်ကတချို့ကိစ္စတွေဆောင်ရွက်တဲ့အခါမှာပစ္စည်းမစနတာဆိုတဲ့စကားလုံးကိုအသုံးပြုရရှိတယ်။ပစ္စည်းမစနတာဆိုတာနောင်လာမဲ့မျိုးဆက်သစ်တွေလို့ဒီလိုပြောတယ်။နောင်လာမဲ့မျိုးဆက်သစ်တွေနမူနာရဖို့ဘုရားမြတ်စွာကစံပြကျင့်သုံးသွားတာရှိတယ်ပေါ့။ဒါကြောင့်မို့ဘုန်းကြီးတို့တွေလူဘဝရလာတဲ့အခါမြန်မာနိုင်ငံမှာဘုရားဘာသာဝင်သူတော်စင်တွေအဖြစ်ရလာပြီးတော့မိမိတို့အနေနဲ့ကကိုယ့်ရဲ့မျိုးဆက်သစ်တွေအတွက်စံနမူနာကောင်းတွေကိုပြသချင်တာအဲ့တော့ဒီနေရာမှာဗုဒ္ဓဘာသာဆိုတဲ့စကားလုံးဟာအဲ့ဒီ British အုပ်စိုးတဲ့အခါကအစပြီးတော့ခေါ်လာတဲ့စကားလုံးတစ်ခုဖြစ်တယ်ပေါ့ဗုဒ္ဓဘာသာလို့မြန်မာနိုင်ငံမှာစကားလုံးကိုအသုံးပြုပေမဲ့လို့တိရိလင်္ကာနိုင်ငံကြတော့ဗုဒ္ဓဂမလို့ခေါ်တယ်ဗုဒ္ဓဘာသာအစဗုဒ္ဓဂမလို့ခေါ်တယ်ထိုင်းကြတော့ဗုဒ္ဓသာသနာလို့ခေါ်ပြန်တယ်အဲ့ဒါနိုင်ငံနဲ့နိုင်ငံအသုံးချင်းမတူဘူးပေါ့အင်္ဂလိပ်ကြတော့ဗုဒ္ဓဆိုတဲ့စကားလုံးကိုအသုံးပြုပြီးနောက်က IST ပေါ့ ist ဆိုတဲ့စကားလုံးကိုအသုံးပြုပြီး Buddhist ဆိုတဲ့စကားလုံးကိုသုံးပြန်တယ်အဲ့တော့ဗုဒ္ဓဘာသာဆိုတဲ့အဓိပ္ပာယ်ကတော့ဘာသာဆိုတာဒီနေရာမှာတော့သူတို့ညီညွတ်တဲ့အဓိပ္ပာယ်ကတော့တစ်မျိုးရှိမှရှိတယ်ပါဠိဘာသာမှာဘာသာဆိုတာကြတော့သူကပြောဆိုတဲ့စကားတို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့သို့တော်ဒီနေရာမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုလိုက်နာကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေကိုဆိုလိုတာဘုရားကိုကိုယ်ပဲစိတ်ကပ်ပြီးတော့ဘုရားရဲ့အဆုံးအမကိုလိုက်နာကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုဘုရားဘာသာလို့အဲ့ဒီဘုရားဘာသာကိုဘုရားဘာသာဝင်လို့အလွယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီလိုလဲသုံးကြတယ်ဆိုလို့ရှိတယ်။ဒါတော့ဘုရားဘာသာဆိုတာအင်္ဂလိပ်လိုကျတော့ Buddhist မြတ်စွာဘုရားရဲ့အဆုံးအမကိုလက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို Buddhist ဒီလိုဆိုရတာပေါ့နော်။အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာအခြေခံအနေစပြီးဘုရားအဆုံးအမဆိုတာဘာလဲအခြေခံပြောရမယ်ဆိုရင်မြတ်စွာဘုရားဟာကမ္မဝါဒီကိရိယာဝါဒီကမ္မဝါဒီဆိုတာကံအကြောင်းကိုဟောပြောလို့ရှိတယ်ကံဆိုလို့ရှိရင်လူတွေကတမျိုးတွေးကောင်းတွေးလိမ့်မယ်ကံဆိုဒီကကမ္မဆိုတဲ့ပါဠိစကားလုံးကလာတာကမ္မဆိုတဲ့ပါဠိစကားလုံးကိုပဲကံလို့ခေါ်နေကြတာဖြာဆိုပြီးကမ္မဆိုတာဘာကိုပြောရလဲဆိုကိုလုပ်တဲ့လုပ်ရကိုကမ္မလို့ပြောဘုန်းကြီးတို့တွေနေ့စဉ်နဲ့အများစိတ်ကနေလည်းတွေးချနေကြတယ်နှုတ်ကလည်းထုတ်ပြောနေတယ်ကိုယ်ဒီလျောက်လည်းလုပ်နေတယ်စိတ်ကကြံစီတာလည်းအလုပ်ပဲနှုတ်ကထုတ်ပြောတာဟာလည်းအလုပ်ပဲကိုယ်ဒီလျောက်လုပ်ခိုင်းနေတာလည်းအလုပ်ပဲအလုပ်သုံးမျိုးလို့ဒီလိုဆိုအဲ့ဒီအလုပ်သုံးမျိုးစိတ်ထဲကတခုကြံပြီဆိုလို့ရှိရင်ကြံစီမှုဆိုတဲ့အလုပ်ကိုလုပ်တာ
ဒုက္ခထုတ်ပြောရင်လည်းပြောဆိုမှုဆိုတဲ့အလုပ်ကိုလုပ်တယ်ကိုယ်ဒီလက်ရောက်လုပ်ရင်လည်း